gross ဆိုတာနဲ့ကျွန်တော်တို့နေရင်ယူခေါင်းနဲ့ပြေးပြီးတိုက်တယ်ဖူကြီးကိုအားလုံးမပြေးမိကြမှာပါဆိုတော့ဒီနေ့မှာတော့ကျွန်တော်အဲ့ gross ကြီးကို gross ခေါ်ဖွလို့တော့ခေါ်ပါအဲ့ဖူကြီးကိုကျွန်တော်တို့ဘယ်လိုကိုင်းမလဲဆိုတာအကောင်လုံးပြသသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဗီဒီယိုလေးကိုမစားခင် like and subscribe လေးကြည့်လို့ပြီးကြပါဦး channel လေးကိုဆိုတော့ဒါကတော့ကျွန်တော်သုံးမဲ့ item နဲ့ M ဆက်ဖြစ်ပါတယ်ကျွန်တော်ဘက်မှာတော့မီယာရယ်ကျွန်တော်ရယ်ပတ်ကူရိုရယ်ယူရိုရယ်တော့ဖူကြီးနောက်တစ်ကောင်ပါပါတယ်ဆိုတော့အနိုင်ပြမှာတော့ကျွန်တော်တို့စမ်းရယ်စီပါရယ် easy ရယ် hair ရယ်စိတ်ပြောင်းပြောင်းနေတဲ့ချမ်းရဲ့ဘလိုခံစားဆိုတော့ရီးနေတာပေါ့ဘလိုကောင်ရီးရပါတော့ကျွန်တော်ဒါအစားတာပါဆိုတော့ game လေးရှိပဲဆက်သွားလိုက်ကြရအောင်ဆိုတော့ပွဲလေးစားကြီးဆိုတော့ကျွန်တော်ပြောချင်တဲ့အတိုင်းပြောပါမယ်ကျွန်တော်ပြောနေကြတဲ့အတိုင်းမှာဘာလဲဆိုတော့တမ်ပလီယာကြီးလုံနေကြတဲ့အတိုင်းလုံပါပဲအမလေးကိုထည့်ခြင်းလို့တော့အမှပဲကျွန်တော် aggressive တွေစားဆော့ပါပြီဘယ်လိုကြည့်ကြည့်လိုက်ပါအမှကျွန်တော်ဘယ်လောက်ထိ aggressive ဆော့ရတာကိုကြိုက်လဲဘယ်လိုကြည့်ကြည့်လိုက်ပါအမှမြင်လို့ရှိရင်အဲ့လိုနဲ့ကျွန်တော် aggressive ဆော့ရတာမွားသေးလို့တော့မဟုတ်ဘက်က hyper ကိုပတ်တော့ထက်နောက်ပါတယ်အဲ့လိုနဲ့ပဲကျွန်တော်လည်းဟိုဘက်က hyper ပတ်မစားရတိုးရီဆိုပြီးတော့ကျွန်တော်အမှ wall ပိတ်ပါတယ်ပြီးတော့မှကျွန်တော်လည်းကျွန်တော်မဟုတ်တုံနဲ့ပြန်ထွက်လာခဲ့လိုက်ပါတယ်ကျေးဇူးတင်ပါတယ်ပြီးတော့မှကျွန်တော်အောက်လိန်မှာဝိုင်းခန့်ကြရပေါ့ဒါပေမဲ့မသေးပါဘူးလေကျွန်တော်တို့ကဆေးရတယ်လေအမှတ်ကလည်းမရှိသေးဘူး aggressive ကဆော့ချင်နေသေးတယ်ဘယ်လိုကြည့်လိုက်ပါချန်ငယ်ကြီးကနောက်လိုက်လာပေါ့AC က flicker ပဲပေးပြီးတော့ဒါပေမဲ့မသေးပါဘူးလေကိုလည်းဆေးရတယ်လေအဲ့လိုနဲ့အမှကျွန်တော်လည်း wall ပိတ်လိုက်တာကျွန်တော်ပဲပြန်သိသွားပါတယ်ပြီးတော့အမှဟိုဘက်က hyper ကိုပတ်သွားတဲ့နောက်ပါတယ်အမှကျွန်တော်လည်း level 4ရပြီးတော့မှ level 4ရတော့မှတခါတည်းပိတ်တိုက်ပလိုက်ဟိုဘက်ကောင်နေမှသူတို့အပြောက်ပဲဒါတော့မှစီပါအရှောင်းမြန်လွတ်သွားလိုက်တာပါဆိုတော့အဲ့လိုနဲ့ကျွန်တော်တို့လည်းအမှပွဲချိန်9မိနစ်ရောက်တော့မှဖူကြီးရမှဘာထားရအောင်လည်းမသိဘူးအမှနေရင်ကြီးကိုခေါင်းနဲ့ပြီးထောက်ပါတယ်အမှတစ်ခေါင်ပဲမိပါတယ်အဲ့လိုနဲ့ကျွန်တော်တစ်ဖက်ထိကျွန်းလာတဲ့ channel လေးကိုကျွန်တော်နောက်ထပ်ဖူတစ်ကောင်နဲ့ပေါင်းထပ်သက်ပါတယ်အမှပါဆိုတော့ကျွန်တော်ကဘုံမှာဖြစ်နေတာကျွန်တော်ပဲကြေးရရတာပါမကြည့်လိုက်ပါပိတ်ပြီးတော့လှလေးဟိုစမ်းလွတ်သွားသေးဆိုတော့အဲ့လိုနဲ့ဆိုတော့ကိုလိမ့်မှစိုးသွန်းတဲ့နှကောင်ကျွန်တော်မှဖူကြီးရမှခေါင်းနဲ့ပြီးဆောက်ပါတယ်အမှပါနောက်ကတင်းမေးရဲ့ကွက်တီတွေလည်းရောက်လာအမှကွက်တီရတော့ဘယ်မှာကြေးရလဲကိုပဲရောက်သွားနှစ်ကောင်လုံးဆိုတော့အဲ့လိုနဲ့ကျွန်တော်လည်းမှပွဲချိန်9မိနစ်ကိုရောက်သွားရောတာဝါထဲမှာကျွန်တော်ဝီကောခေါ်နေတဲ့စီပါလေခေါင်းနဲ့ထပ်ပြီးဆောက်ပါတယ်အမှပါဆိုဘီနာဆန်ကျွန်တော်ဘက်ကဖုတ်တကောင်အောင်မှထက်ချဖုတ်လေးရတော့တေးနေဖုတ်ကြီးမဟုတ်ပဲဖုတ်သေးလေးဖြစ်နေတယ်အဲ့လိုနဲ့ကျွန်တော်လည်းအမှလဲလဲမှခရီးစားနေတယ်ဟိုဘက်က EVC ကရောက်လာပြီးလက်ပြောက်သွားပါတယ်လက်ပြောက်ဘာမှမမြင်တော့မှချန်လေးကရောက်လာကျွန်တော်ခေါင်းကြီးပြီးဆောက်လိုက်တော့နှစ်ကောင်လုံးအောင်မှဘိုးဘက်ကစီပါလေဝင်ပိုင်နေဒါပေမဲ့ကျွန်တော်မဖြစ်ပါဘူးဆောင်းမှကျွန်တော်လဲမှနှစ်ကောင်တွေ့ရတယ်နှစ်ကောင်လုံးခေါင်းနဲ့ပြီးဆောက်ဖို့လုပ်ပါတယ်အမှဒါပေမဲ့တစ်ကောင်မမိသွားပါတယ်ဆိုတော့အနောက်က EGI ရဲ့ AD နဲ့ဝင်ထောက်တော့အမှကျွန်တော်လဲရှော့ပြီလေဆိုတော့အမှကျွန်တော်လဲပြန်ထွက်လာရပုံမှာပြန်ထွက်လာတော့အမှ EG က AD နဲ့ချာအမှစီပါရောက်လာအမှကျွန်တော်လဲခေါင်းနဲ့ပြီးဆောက်ပလိုက်တော့နှစ်ကောင်လုံးအမှကျွန်တော်ဘက်ကနောက်ကဘက်ကတန်မြန်မပါလာတော့မပြတ်ပါဘူးဆိုတော့မှဒါနောက်တော့ရောက်လာတော့ပြတ်သွားရောပြန်ပြတ်သွားရပေါ့မှကျွန်တော်လဲတင်လို့ပြန်ပြတ်သွားအဲ့လိုနဲ့ကျွန်တော်ဗတ်တယ်ပြီးမှမထင်ပါနဲ့မှာကြံသေးပါတယ်အမှထရောက်လာပါအမှဟိုဘက်ကဝင်လိုက်ချန်ကလေး wall လေးနဲ့ပဲပေါင်းတက်လိုက်ပါတယ်ဆိုတော့အဲ့လိုနဲ့ကျွန်တော်လည်းအမှလော့ယူဟိုက်ပါရက်ခူးထားပလိုက်ပါတယ်အမှပါကျွန်တော်လော့ရသွားပါတယ်အဲ့မှာပဲကျွန်တော်လောမဲတက်မယ်စဉ်းစားလိုက်အောက်လမ်းမှာ3ခေါက်လောက်ရောက်လိုက်ချိုးပါတယ်အမှကျွန်တော်လည်းမှာ wall ကြီးပဲနေရင်ညွန်တိုက်လိုက်ပါတယ်အမှခေါင်းနဲ့ပြီးဆောက်အောင်မှာဟိုဘက်ကောင်နဲ့အမှကျောဘက်ကောင်ကြီးပြန်ချိုးကုန်ပါတယ်အမှကျွန်တော်ဖူးကြည့်မလားမချင်းအောင်အမှကျွန်တော်လည်းတစ်ခေါက်မဲကျင်တော့မှဖူးကြည့်အောင်မှဆန်းနဲ့လှုပ်ရှုပ်အောင်မှအဲ့လိုနဲ့ကျွန်တော်ဘက်ကကျွန်တော်တင်မဲရောက်လာပြီးတော့မှအဲ့ကောင်ပြေချောသွားပါတယ်မှာပါဒါတော့မှဆရာသမားမသိကြည့်ပါဘူးဆိုတော့အမှကျွန်တော်တို့လည်းအမှအောက်လိမ့်မှာဗတ်တယ်ထားဖြစ်ကုန်ပါလည်းမှာပါဆိုတော့မှဗတ်တယ်ပြီးသွားပြီလို့တော့ထင်ရအမှမပြီးသေးပါဘူးဘက်က EG ကထက်ရောက်လာပါတယ်အမှကျွန်တော်လည်းအမှခေါင်းလေးပြီးဆောက်ပလိုက်ပါတယ်နှစ်ကောင်လုံးအမှအပြောက်ပဲဆိုတော့အဲ့လိုနဲ့ကျွန်တော်လည်းခြုံထဲမှာစောင့်နေတယ်မှာဟိုဘက်က3ကောင်မှာခြုံနေရောက်တော့ကျွန်တော် surprise motherfucker ဆိုပြီးမှဝင်ကျုံးမိလိုက်အမှကျွန်တော်နောက်ဘက်ကတန်မြကျွန်တော်ပဲသားပြီးဖုတ်တကောင်ပဲပါလာပါတယ်ဆိုတော့မှနှစ်ကောင်ပဲပြောက်သွားပါမှာဒါအောင်တော့မှကျွန်တော်မဲမကလိုက်လို့ပါပြီးတော့မှဟိုဘက်ကောင်တွေအမှလော့ခိုးစားနေကြပါအမှကျွန်တော်လည်းဝင်လာဒါပေမဲ့လော့ကတော့ဟိုဘက်ကပါသွားပြီပေါ့နော်ဒါပေမဲ့သူတို့ဘက်ကတော့ပြန်ရှော့သွားပါတယ်
လို့ရတော့ကျွန်တော်အချိန်ကြီးကပြောင်းမြင်ဖြစ်သွားတယ်အမှကျွန်တော်လည်းစိတ်မချင်လည်းခေါင်းနဲ့ပြီးဆောက်သွားတယ်ဟိုကကောင်နေမှာကျွန်တော်လည်းကောင်းဆောက်ပြီးရင်မှာဟိုဘက်ကနှစ်ကောင်မှာဟိုမှာ rubber နာမှာကျွန်တော်လည်းပြီးတိုက်ပါတယ်မှာနှစ်ကောင်လုံးအဲ့နာမှာကန်တော့မှာကျွန်တော်အသာလေးကြီးလိုက်နေတာပေါ့ဆိုတော့အမှပဲကျွန်တော်ဘယ်တည်းတည်းမပြီးသေးပါဘူးပေါ်လဲမှာထပ်ပြပါတယ်မှာပါဟိုဘက်က easy အယူကျွန်တော်ပကူလိုဝင်ထိုးတယ်ခင်ဗျာမှာကောင်းလာတယ်ဆိုတော့အမှပဲကျွန်တော်တို့ NNU ဘက်ကအမှကျွန်တော်တို့ဟိုဘက်ကလော့ရင်းနဲ့မှာ high ground တက်လာပေါ့မှာကျွန်တော်လည်းကောင်းနေပြီးတော့ဒီမှာခြံလေးတစ်ကောင်ပဲပါလာဆိုတော့မှကျွန်တော်တို့ဘယ်တည်းတည်းရုပ်တည်းအလှည့်ပြောင်းနေဖြစ်ကုန်ပါတယ်ဆိုတော့ဒီဝေးရောက်ကျွန်တော်အမှတာဝါအုံးကြီးရိုက်နေနေပြီးတော့ပါကြည့်ယူပေးကြတဲ့တောင်းချင်အောင်ကြည့်ဒီမှာ channel လိုင်း subscribe လုပ်လေး like subscribe လုပ်ပေးကြပါ bro တွေ